ဆိုရင်ငိုမယ်ပေါင်ရီလိုက်ရင်ရွယ်လေးခမယ်ဆိုရင်ရီမယ်တံပတ်ပေးတဲ့ဆက်ရုပ်လေးလို့ထင်နေရင်ကွယ်မေးစီခိုင်းသမျှအကြိုက်လိုက်သူပါကွယ်ဒါမှန်တရားကောင်းကြီးလိုက်ပါဆိုရင်လွယ်လွယ်ဒါမှတဲ့ကောင်းလေးလိုက်ခါဆိုရင်ခါမယ်ပေါင်ရုပ်ထားတဲ့မင်းပြောသမျှတွေအမှန်တွေပါကွယ်စင်ကြီးလေးတော့မပေးခဲ့သူပါကွယ်မလိမ်ညာပါဘူးမှန်တော့သစ္စာဆိုကထားမယ်တင်နာရည်စုမုံနိုင်ပါဘူးကွယ်နောင်ကျိုးလေးတွေနှွယ်ပြီးမှကွယ်ချစ်ထုံးလေးကိုဖြေခဲ့တယ်တန်တရားစိတ်တွေဝင်စားလို့ရဲ့ပြမုံပြေကရှောင်းလို့ပဲကံတရားကြောင့်ရဲ့မှန်တရားပြောက်ွယ်ပုံချလို့တော့မစိုးနဲ့ကွယ်မောင်လို့လူကိုငှက်ကြည့်ပါအောင်ချစ်ရဲ့မင်းလို့ကြကြိုက်ဆောင်ခဲ့တယ်ဘာကြောင့်များကွယ်မုံမှန်ပွားကရက်ဆက်လေအားတဲ့ပလဲလေးခမယ်ဆိုရင်ငိုမယ်မောင်ရီလိုက်ရဲ့ရွယ်လေးခမယ်ဆိုရင်ရီမယ်တမ်းမပေးတဲ့ဆက်ရုပ်လေးလို့ထင်နေရင်ကွယ်ဘေးစိခိုင်းသမျှအကြိုက်လိုက်သူပါကွယ်ဒါမှတရားကောင်းကြီးလိုက်ပါဆိုရင်လွယ်လွယ်ဒါမှတဲ့ကောင်းလေးလိုက်ခါဆိုရင်ခါမယ်မောင်ရုံထားတဲ့မင်းပြောသမျှတွေအမှန်တွေပါကွယ်စင်ကြီးလေးတော့မပေးခဲ့သူပါကွယ်မလိမ်ညာပါဘူးမှန်တော့သစ္စာဆိုကထားမယ်ကျင်နာရည်စုမုံနိုင်ပါဘူးကွယ်နောင်ကျိုးလေးတွေနှွယ်ပြီးမှကွယ်ချစ်ထုံးလေးကိုဖြေခဲ့တယ်တန်တရားစိတ်တွေဝင်စားလို့ရဲ့ပြမုံပြေကရှောင်းလို့ပဲကံတရားကြောင့်ရဲ့မှန်တရားပြောက်ွယ်ပုံချလို့တော့မစိုးနဲ့ကွယ်မောင်လို့လူကိုငှက်ကြည့်ပါအောင်ရဲ့မင်းအလိုကြကြိုက်ဆောင်ခဲ့တယ်အားကြောင့်များကွယ်မုံမှန်ဖွားကရက်ဆက်လေအားတဲ့